ကျွန်တော်ဒီနေ့အဆွေးနွေးအကြံပြုပေးမယ့်အကြောင်းအရာတွေကယောဂရှာဖွေပေးခြင်းစေဝါကုသမှုနည်းလမ်းကိုပြောင်းလဲပေးခြင်းနဲ့ဆရာဝန်နဲ့ patient ကြားမှာအခက်အခဲဖြစ်စေမဲ့ကိစ္စရပ်တွေဖြစ်ပေါ်လာအောင်ဆွေးနွေးအကြံပြုပေးခြင်းမဟုတ်သလိုကျွန်တော်အကြံပြုချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းမပြုခင်မှာဆရာဝန်ရဲ့ခွင့်ပြုချက်ကိုအရင်ဆုံးရယူစေချင်ပါတယ်ကျွန်တော်ယောဂပျောက်ကင်းရမယ်လို့အာမခံချက်မပေးထားပေမဲ့လေဗတ်လိုက်မှုမရှိတဲ့သူတေသနာဆောင်ရွက်ချက်တွေထဲမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cells တွေကိုအာဟာရပြည့်ဝအောင်သဘာဝအတိုင်းစားတောက်နေထိုင်လာပြီဆိုရင်ပြန်လည်ကျန်းမာလာစေတဲ့ခိုင်မာတဲ့သက်သေအထောက်အထားတွေပေါ်မှာအခြေခံပြီးတော့ကျွန်တော်ဒီနေ့ဆွေးနွေးပြပါမယ်ခုလည်းတော်တော်များများရောက်နေကြပြီဆိုတော့မိခွန်းတွေလည်းမေးမြန်းဖို့အဆင်သင့်ဖြစ်နေတော့ပါပြီ Viber ကနေကိုအောင်ဝင်းကမေးထားပါတယ် fasting လုပ်တဲ့အခါ electrolyte နဲ့ D-ribose တောက်လို့ရလားလို့မေးထားပါတယ်ဆိုတော့ fasting လုပ်တဲ့အခါမှာမိထားတာက D-ribose ဖြစ်ပါလိမ့်မယ်ဆိုတော့ electrolyte နဲ့ D-ribose ကို fasting လုပ်တဲ့အခါမှာတောက်လို့ရလားဆိုတော့ D-ribose ဆိုတာက pentose sugar တစ်မျိုးပါဆိုတော့ဘာလဲဆိုတော့ကာဗွန်၅လုံးပါတဲ့ sugar အမျိုးအစားပါဆိုတော့ तू ကဘာလုပ်ပြီးလဲဆိုတော့ခန္ဓာကိုယ်ကဒီ carbohydrate တွေလိုပဲ ATP ထုတ်လုပ်ပေးဖို့ပြီးတော့နောက်တစ်ခါRNA DNA background အဲ့ဒါတွေထုတ်လုပ်ပေးဖို့ပြီးတော့နောက်တစ်ခုက coenzyme ထုတ်လုပ်ပေးဖို့အတွက်ဟိုကအသုံးပြုပါတယ် electrolyte ကြတော့ကျွန်တော်တို့ potassium magnesium sodium chloride အဲ့ဒါတွေက mineral တွေပါဆိုတော့ atoms တွေရဲ့ ions တွေပါဆိုတော့အဲ့ဒါတွေက sugar လည်းမဟုတ်ဘူး calories လည်းမရှိဘူးပြီးတော့နောက် protein လည်းမဟုတ်ဘူးအဆီတွေလည်းမဟုတ်တဲ့အတွက် fasting လုပ်တဲ့အချိန်မှာ electrolyte ကတော့ fasting ကိုမပြတ်စေပါဘူး D-ribose ကတော့ fasting ကိုပြတ်သွားစေပါတယ်သိချင်တာလေးတွေမေးခွန်းလေးတွေမေးချင်တယ်ဆိုရင် chat box ကနေပြီးတော့မေးမြန်းလို့ရပါတယ်အဲ့ဒါလေးတွေကို randomly ဖြည့်သွားပေးပါမယ်ခင်ဗျာ Facebook ကဒေါ်တင်တင်ထားကမေးထားပါတယ်အုံနောက်က glucose တကြားလိုအပ်ပါတယ် keto diet မှာ carbs တို့တကြားတို့မစားရင်အုံနောက်အတွက်ခန္ဓာကိုယ်ထဲမှာတကြားလုံလောက်မှုရှိနိုင်ပါသလားဆိုပြီးမေးထားပါတယ်ခင်ဗျာအုံနောက်က cell စီမှာကဆိုတော့အုံနောက်တစ်ခုလုံးနှီးပါပေါ့နော်တကြားလိုအပ်ပါတယ်အုံနောက်ထဲမှာရှိတဲ့ hippocampus ကတော့အဓိကလိုအပ်ပါတယ်ဆိုတော့ hippocampus ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ database ကြီးပါကျွန်တော်တို့သိထားသမျှကိုသူကသိမ်းထားပြီးတယ်မှတ်ထားပြီးတဲ့ memory ပါဆိုတော့ hippocampus ကတကြားလိုအပ်ပါတယ်ပြီးတော့နောက်ခန္ဓာကိုယ်ရဲ့ဒီမျက်လုံးရဲ့ retina ဆိုတော့အမြင်လွှာပေါ့နော်အဲ့ဒါကလည်းတကြားလိုအပ်တယ်ကြောက်ကပ်ကတကြားလိုအပ်တယ်နှလုံးကတကြားလိုအပ်ပါတယ်ဆိုတော့အဲ့ဒါတွေကိုလိုအပ်တဲ့အတွက်ကျွန်တော်တို့ဒီအပြင်ကနေပြီးတော့စားပေးဖို့လိုလားကာဘိုဟိုက်ဒရိတ်တွေကြားတွေစားရမလားဒါမှမဟုတ်လည်းခဏခဏအချိန်ချင်းစားပေးရမလားအဲ့လိုစားပေးစရာမလိုပါဘူးခန္ဓာကိုယ်ထဲမှာရရှိလာတဲ့ protein အဆီတွေပြီးတော့နောက်တစ်ခုကketo အဲ့ဒါကနေပြီးတော့အသေးကနေပြီးကြားထုတ်လုပ်ပေးနိုင်ပါတယ်ဆိုတော့အဲ့ဒါကဘယ်လိုထုတ်လုပ်လဲ gluconeogenesis အနေနဲ့ထုတ်လုပ်ပေးပါတယ်ဘာလဲ gluconeogenesis glucose ဆိုတာက glucose ပါ neo ဆိုတာ new genesis ဆိုတာprotection ပါဆိုတော့ကြားအသစ်တွေကိုခုနပြောတဲ့ fat keto protein တို့ကနေပြီးတော့အသေးကနေပြီးတော့ထုတ်လုပ်ပေးနိုင်ပါတယ်ဆိုတော့ဘယ်လောက်ထုတ်လုပ်ပေးနိုင်လဲတစ်နေ့ကို100 gram ကနေ120 gram အထိထုတ်လုပ်ပေးနိုင်ပါတယ်ဆိုတော့အုံနောက်ကတကယ်လို့ဘယ်လောက်လိုအပ်လဲတစ်နေ့ကို30 gram glucose လိုအပ်ပါတယ်ဆိုတော့အဲ့လောက်ထုတ်ပေးရုံနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ကြားတွေကို keto diet ကကောင်းကောင်း handle လုပ်နိုင်ပါတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ကြားတွေစားပြီးဖို့မလိုအပ်ပါဘူးဆိုတော့အုံနောက်ကလည်းဒီ ketone နဲ့ sugar ဆိုရင်သူက ketone ကိုပိုပြီးနှစ်သက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ ketone မှာ ketone စွမ်းအင်ပေါ့နော် ketone စွမ်းအင်ကကြားစွမ်းအင်တဲ့စာရင်ပို့ပြီးတော့တန့်စင်တယ်ပို့ပြီးတော့ရေရှည်ခံတယ်ကြာခံတယ်အဲ့ဒါကြောင့်မလို့အုံနောက်ကိုသူ့ကို ketone ဒါမှမဟုတ်လဲကြားကိုရွေးချယ်ခွင့်ပေးလိုက်ပြီဆိုရင်သူက ketone ကိုပဲဦးစားပေးရွေးချယ်ပါတယ်အခုကတော့ question answer အစီအစဉ်လေးဖြစ်ပါတယ်မင်းကနံပါတ်1လေးပါခင်ဗျာ
အငံကိုစားမိတာနဲ့တွေးတိုးတယ်ဆိုရင်စားကိုသတိထားပြီးတော့လျှော့တင်တယ်ပိုတက်ဆီယမ်ကိုတိုးစားပေးရမယ်နောက်မေးခွန်းလေးတစ်ခုကတော့မလေးရှားနိုင်ငံက Cherry ကိုဆိုတဲ့အကောင့်နဲ့မေးထားပါတယ်နှလုံးနဲ့ပတ်သက်ပြီးဗီဒီယိုကောဖြင့်ဗီဒီယိုဖွင့်ပြီးမေးမြန်းနှလုံးနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ပါပြီခင်ဗျမလေးရှားနိုင်ငံက Cherry ကိုဆိုတဲ့အကောင့်ရှိပါလားခင်ဗျနှလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးဗီဒီယိုကောနဲ့မေးဖို့အတွက်ဖြစ်ပါတယ်ခင်ဗျအဲ့ဒီရောက်မှပဲဟိုဆက်ခေါ်လိုက်ပါရောက်ရင်ဟိုဟာပြောလိုက်မယ်အဲဒါဆိုနောက် Viber ကနေ Family account ကမေးထားပါတယ် D3 ကိုတစ်နေ့9000 IU တောက်ပါတယ်10ရက်ရှိလာပါပြီနေရတာအရန်ပူလာပြီးသူနဲ့တွဲဖက်တောက်ရမယ်ဆေးတွေတော့သိပါတယ်ဘလောက်ပမာဏဆိုတာမသိလို့ကူညီကြပါအောင်D3 9000အားကြောင့်တော့ကျွန်တော်ဟိုမယူဆဘူးပေါ့နော်မထင်ပါဘူးဒါပေမဲ့ D3 ကြောင့်ဆိုရင်တော့ခဏရထားလိုက်ပါသူနဲ့တွဲပြီးတောက်တဲ့ဟာကပမာဏတွေကပေါ့နော်ဆိုတော့ vitamin D3 1000ကို100 mcg K2 100 mcg နဲ့တွဲတင်ပါတယ်ပြီးတော့ magnesium glycinate က100 200 mg 100ဒါမှမဟုတ်200 mg ပေါ့နော်အခြေအနေပေါ်ကြည့်ပြီးတော့တိုးပြီးတော့တောက်နိုင်ပါတယ်ဆိုတော့တချို့ဆိုရင်400 600တောက်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီzink ပေါ့နော်ဒီ vitamin D cells တွေထဲမှာကောင်းကောင်းအလုပ်လုပ်နိုင်အောင်ကူညီပေးမယ့် zink ကိုလည်းကျွန်တော်တို့ဒီအနည်းဆုံး20 mg ကနေပြီးတော့ကျွန်တော်တို့ဟိုပါပေါ့40 50အထိတောက်သုံးနိုင်ပါတယ်ဆိုတော့ zink ကိုတော့ကျွန်တော်တို့တချို့ကြတော့ဟိုပါပေါ့နော် zink တောက်ပြီးရင်နည်းနည်းပြုတ်ချင်အန်ဂျင်နေဆိုတဲ့သဘောရှိတော့နည်းနည်းချင်းစီကနေပြီးဖြည်းဖြည်းချင်းတိုးတောက်လို့ရပါတယ်အနည်းဆုံးကတော့ပုံမှန် maintenance အနေနဲ့30 mg နီးပါးလောက်ထိတောက်သုံးပေးတင်ပါတယ်အဲ့ဒါဆိုရင်တော့ဖြင့်စိတ်ပူစရာမလိုတော့ဘူးဆိုတာကိုသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ပြီးတော့ Viber နဲ့ Zoom နဲ့နှစ်ခုပြိုင် run နေတာဆိုတော့ Viber ကကြည့်နေတဲ့လူတွေလည်းသိချင်တာလေးရှိရင် Viber chat box မှာမေးထားလို့ရပါတယ် Zoom မှာကြည့်နေတဲ့လူတွေလည်းသိချင်တာလေးရှိရင် Zoom chat box မှာမေးထားလို့ရပါတယ်ခင်ဗျာ admin YouTube sorry YouTube ပါနောက်တစ်ခုကတော့ answer လေးပါပထမခုနမေးခဲ့တဲ့ question လေးအတွက် answer လေးဖြည့်ပေးပါမယ်အငံကိုစားမိတာနဲ့တွေးတိုးတယ်ဆိုရင်စားကိုလျှော့စားမလားပိုတက်ဆီယမ်ကိုတိုးစားမလားဆိုတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တစ်ခုချင်းစီမှာကျွန်တော်တို့ဒီ sodium potassium ဆိုတဲ့ pump ရှိပါတယ် pump ဆိုတာခန္ဓာကိုယ်လှုပ်ရှားနိုင်အောင်ဟိုခန္ဓာကိုယ်ထဲမှာ energy ရရှိအောင်အလုပ်လုပ်ပြီးတယ် sodium potassium pump လို့ခေါ်ပါတယ်ဆိုတော့အဲ့ဒါအလုပ်လုပ် sodium နဲ့ potassium ကအလုပ်လုပ်ပြီးနေပါတယ်ဆိုတော့အဲ့မှာ RDA ကလည်းဗာပြောထားတယ်ဆိုတော့တစ်နေ့ကိုလူတစ်ယောက်အတွက်ဒီ potassium ပမာဏ4900 mg လိုအပ်တယ်လို့ပြောထားပါတယ်ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ sodium နဲ့ဒီ potassium ratio ပေါ့နော်အချိုးကလည်း potassium 4ဆိုရင် sodium 1ဆိုလိုတာ potassium ဟို sodium ကိုတိုးနေဆိုရင် potassium နဲ့တိုးပြီးစားပေးတင်ပါတယ်ဆိုတော့၄ဆတစ်ဆပေါ့နော်တိုးပြီးစားပေးတင်ပါတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ high carbohydrate diet မှာကကျွန်တော်တို့ဒီ potassium ချွတ်တယ်စီပါတယ်ဆိုတော့ potassium ချွတ်တယ်သွားရင်ဘာတွေဖြစ်လာမလဲဆိုတော့နှလုံးခုန်မြန်လာမယ်
ဟုတ်လားတွေးတိုးဖြစ်လာမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကြောက်ကပ်မှာကြောက်တယ်ပဲပြီးတော့ခန္ဓာကိုယ်မောပန်းလာမယ်ဆိုတော့အဲ့ဒါတွေအများကြီးဖြစ်လာစေပါတယ်ဒါက high carbohydrate diet မှာပါဆိုတော့ကျွန်တော်တို့ potassium ကိုကျွန်တော်တို့ဒီပြီးတော့နောက်မောပန်းလာမယ်နှုံးလာမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ potassium ကိုတိုးစားပေးခြင်းဖြင့်စားကိုပုံမှန်အတိုင်းစားသုံးသွားလို့ရပါတယ်အဓိကအများစုကလည်းကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ potassium နည်းနေကြပါတယ်ထုတ်တယ်နေကြတာဘာကြောင့်လဲဆိုတော့ potassium ကအဆင်းရောင်ရှိတဲ့အရွက်တွေထဲမှာအများဆုံးပါဝင်ပါတယ်လူတစ်ယောက်ကတစ်နေ့ကို potassium ပါဝင်တဲ့အရွက်တွေကိုစားသုံးရင်အင်မတန်ကိုနည်းပါတယ်ဆိုတော့စားကို short စားရင်လည်းကျွန်တော်ခန္ဓာကိုယ်ထဲမှာ insulin resistant ဖြစ်စေပါတယ်ဆိုတော့စားကို short စားတာထက်စားရင် potassium ကိုတိုးပြီးတော့စားသုံးပေးတင်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒီtechnical issue လေးနည်းနည်းရှိနေတဲ့အတွက်နည်းနည်းလေး delay လေးတွေမကြာခဏဖြစ်နေပါတယ်ထိုင်းနိုင်ငံမဲဆောက်မှ insulin resistant ကျသွားအောင် type 2 diabetes မှပျောက်ကင်းခြင်းနှင့် triglyceride ကျသွားအောင်တို့နဲ့ပတ်သက်ပြီးဗီဒီယိုဖြင့်မေးမြန်းနိုင်ပါပြီခင်ဗျာတချို့ကျွန်တော်စီကနေ Google Form ကနေပြီးတော့ form ဖြည့်ပြီးတော့ကျွန်တော်စီ video call နဲ့မေးဖို့အတွက် form လေးတွေဖြည့်ပြီးပို့ထားတာတွေရှိပါတယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်ထင်တယ် connection ရောက်မယ်လားဘာကြောင့်လဲမသိဘူးဒီနေ့join တာမရှိသေးဘူးနဲ့တူပါတယ်မရောက်လာကြသေးဘူးနဲ့တူပါတယ်ဆိုတော့ admin နောက်ရှေ့ဆက်လိုက်အောင်ရောက်တော့လဲကျွန်တော်တို့ပြန်ပြီးပြောကြတာပေါ့ question answer number 2လေးဖြစ်ပါတယ်ခင်ဗျာအမှားမှန်ပါကီတိုစားသောက်ခြင်းကြောင့်အသေးအစီဖုံးနိုင်ပါသည်အဲ့ question လေးရဲ့အမှားအမှန်ကိုချက်ပေါက်ဆဲမှာဖြည့်ပေးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နောက်တစ်ခုကတော့ဂျပန်နိုင်ငံမှခီဇူအိုဟိုရှီက Facebook ကနေပြီးမေးထားပါတယ်အသက်69နှစ်ထဲမှာပါနှလုံးအဆို့ရှင်ဖြုတ်လဲထားတဲ့ခွဲစိတ်မှုပြုလုပ်ထားပါတယ်နောက်4လပိုင်းမှာပြန် check up လုပ်ရပါမယ်သွေးတိုးစေးဘေး aspirin ဆိုတဲ့ဆေးကိုတောက်နေရပါတယ်မေးတာကဖြည့်စွက်စာ supplement တွေကိုတောက်တင်ပါသလားဆိုပြီးတော့မေးထားပါတယ်နှလုံးအဆုရှင်ကဘာအတွက်နှလုံးကိုအလုပ်လုပ်ပေးလဲဆိုတော့ကျွန်တော်တို့ဒီနှလုံးမှာအလုပ်ဘုံမပြီးအောင်နှလုံးထဲမှာဝင်ရောက်လာတဲ့သွေးတွေကြောင်းမြန်ပြန်မစီအောင်နှလုံးမှာရှိတဲ့အကန့်တွေကို one direction ပေါ့နော်တစ်ခုပြီးတစ်ခုရောက်သွားအောင်နောက်ပြန်မစီအောင်သူကအဲ့ဒါတွေကိုထိန်းချုပ်ပြီးတော့လုပ်ကန်ပြပါတယ်ပုံမှန်လေပတ်နိုင်အောင်လုပ်ကန်ပြပါတယ်နှလုံးအဆိုးရှင်ဘာကြောင့်ပျက်စီးလဲခန္ဓာကိုယ်ထဲမှာရောင်ရမ်းခြင်းတွေကြောင့်ပျက်စီးပါတယ်ကယ်လ်ဆီယမ်တွေကြောင့်ပျက်စီးပါတယ်နောက်တစ်ခုကကောလာဂျင်ပျက်စီးတဲ့အတွက်နှလုံးအဆိုးရှင်ထိခိုက်ခြင်းကိုဖြစ်စေပါတယ်ဆိုတော့ရောင်ရမ်းခြင်းတွေကဘာကြောင့်ဖြစ်လဲကျွန်တော်တို့ဒီဟင်းရွက်စီတွေကြောင့်ကျွန်တော်တို့ဒီ high carbohydrate ဒီပြုပြင်ထားတဲ့အစားအစာတွေကြားတွေစားသုံးခြင်းကြောင့်ဒီရောင်ရမ်းခြင်းတွေကိုဖြစ်စေပါတယ်နောက်တစ်ခုကကယ်လ်ဆီယမ်တွေဘာကြောင့်များစေလဲခန္ဓာကိုယ်ထဲမှာ vitamin K2 မလုံလောက်ဘူးပြီးတော့နောက်ခန္ဓာကိုယ်ထဲမှာ magnesium မလုံလောက်ရင်ကယ်လ်ဆီယမ်တွေကကျွန်တော်တို့သွေးကြောတွေထဲမှာဒီမလိုအပ်တဲ့ဒီအင်္ဂါတွေမှာတွားပြီးတော့စုပုံတာတွေဖြစ်လာစေပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ collagen ပျက်စီးမှု collagen ကဘာကြောင့်ပျက်စီးလဲဆိုတော့ခန္ဓာကိုယ်ထဲမှာ vitamin C နဲ့ copper မလုံလောက်ရင်ပျက်စီးပါတယ်ဆိုတော့ vitamin E လည်းပါတယ်ပေါ့နော်ဆိုတော့ vitamin C နဲ့ copper ကတွဲပြီးအလုပ်လုပ်ပြီးပါတယ်ဒီလိုပဲ vitamin E ကလည်းတွဲပြီးအလုပ်လုပ်ပြီးပါတယ်ဆိုတော့အဲ့ဒါတွေကအဲ့လိုဖြစ်တဲ့အတွက်ဒီနှလုံးအဆုရှင်လာရောက်ပြီးတော့ထိခိုက်ရခြင်းဖြစ်တဲ့အတွက်ကျွန်တော်အကြံပေးချင်တာကတော့ healthy keto diet ကိုအမြန်ဆုံးစားသုံးပြီးဖို့လိုအပ်ပါတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ healthy keto diet ကလည်းခန္ဓာကိုယ်ထဲမှာရောင်ရမ်းခြင်းတွေကိုသူက short ချပေးနိုင်ပါတယ်
အရွက်တွေများများစားသုံးရတဲ့အတွက်ကျွန်တော်တို့အရွက်တွေထဲမှာပါဝင်တဲ့ magnesium ကလည်းဒီမလိုလားအပ်တဲ့အပူဖြစ်နေတဲ့အသုံးမလိုဖြစ်နေတဲ့ဒီ calcium တွေကိုသူကချိဖြတ်ပေးပါတယ်ဖြတ်စည်းပေးပါတယ်နောက်တစ်ခုကကျွန်တော်တို့ငါ omega 3 fatty acid အဆီများတဲ့ငါးမျိုးတွေစားသုံးပြီးခြင်းဖြင့် omega 3 fatty acid ရရှိပါတယ်ဆိုတော့ omega 3 fatty acid ကလည်းခန္ဓာကိုယ်ထဲကရောင်ရမ်းခြင်းတွေကိုလျှော့ချပေးပါတယ်နောက်တစ်ခုက vitamin K2 အတွက်ဒီgrass fed butter ပေါ့နော်ဒီ grass fed အမျိုးအစား ထောပတ်မျိုးစားသုံးပြီးဖို့လိုအပ်ပါတယ်ပြီးတော့ kimchi စားသုံးပြီးတင်ပါတယ် sauerkraut ဒီ gobi ချင်းမျိုးစားသုံးပြီးဖို့လိုအပ်ပါတယ်ဆိုတော့အဓိက supplements အနေနဲ့ကတော့ကျွန်တော်တို့ဒီmagnesium glycinate ဆိုတော့အဲ့ဒါကအရေးကြီးပါတယ်ဆိုတော့ magnesium glycinate ကနှလုံးအတွက်လည်းကျန်းမာစေအောင်အထောက်အကူပြုပါတယ်ဆိုတော့ magnesium glycinate ကကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ magnesium ပါဝင်တဲ့အတွက်ဒီမလိုလားအပ်တဲ့ဒီ calcium တွေကိုလည်းချိဖြတ်ပေးပါတယ်နောက်တစ်ခုက vitamin C ကတော့ကျွန်တော်အကြံပေးချင်တာကတော့whole food ပေါ့နော်တမယာသီးအလုံးလိုက် lemon အလုံးလိုက်ကို blender နဲ့ချိန်ပြီးတော့တောက်ပြီးဒါပို့ပြီးတော့တင့်တော်ပါတယ်ပြီးတော့နောက် vitamin C supplements တောက်ရမယ်ဆိုလဲတောက်မယ်ဆိုလဲ whole food ကထုတ်တဲ့ vitamin C supplements တွေကိုဒါရွေးချယ်ပြီးတော့တောက်သုံးပေးဖို့အကြံပြုချင်ပါတယ်ဘနက်ကမရောက်လာသေးတဲ့မလေးရှားနိုင်ငံ Cherry Co ကနှလုံးနဲ့ပတ်သက်ပြီးဗီဒီယိုကောနဲ့မေးလို့ရပါပြီမလေးရှားနိုင်ငံက Cherry Co ဆိုတဲ့အကောင့်ရှိပါလားဗျာအဲ့ဒါဆိုရင်ထိုင်းနိုင်ငံကမဲဆောက်မြို့မှာ insulin resistant နဲ့ပတ်သက်ပြီးတော့မေးမြန်းဖို့အတွက်ရှိပါလားခင်ဗျာအခုဆိုရင်တော့ question 2အတွက် answer လေးကိုဖြည့်ပေးပါတော့မယ်ခင်ဗျာketo စားတောက်ခြင်းကြောင့်အသေးအဆီဖုံးနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကကျွန်တော်တို့သိထားတာအရက်ကြောင့်ကျွန်တော်တို့အသေးအဆီဖုံးပါတယ်ပြီးတော့နောက်ပြုပြင်ထားတဲ့အစားအစာတွေစားသုံးခြင်းကြောင့်ကြားကြောင့်အသေးအဆီဖုံးခြင်းကိုကျွန်တော်သိထားပြီးသားပါဒါပေမဲ့ keto ကြောင့်လည်းအသေးအဆီဖုံးနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့က keto စားရင်ကျန်းမာစေတယ်လို့ကျွန်တော်တို့ကသိခဲ့ပါတယ်ဆိုတော့အဲ့ဒါကိုလည်းကျွန်တော်သိချာရှင်းပြပါမယ်တပိုင်းကကျွန်တော်တို့သိပ္ပံအခြေခံနဲ့ဒီ biochemistry ဘိုင်းနဲ့ရှင်းပြမယ်ကြံတပိုင်းကတော့သိပ္ပံအခြေခံမပါဘူးနဲ့ရိုးကျွန်တော်ရှင်းပြပါမယ်ဆိုတော့ပထမအဆုံးကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာ insulin နည်းလာပြီဆိုရင်ခန္ဓာကိုယ်ထဲမှာ SREBF1 ဆိုတဲ့ gene စာအရန်အလုပ်လုပ်လာပါတယ်နောက်တစ်ခုက CPT1A ဆိုတဲ့ gene စာအလုပ်လုပ်မှုညွှန်းနေလာပါတယ်အဲ့လိုဖြစ်လာပြီဆိုရင် hormone sensitive enzyme ဒီ hormone sensitive lipase စာသူ့ရဲ့အလုပ်လုပ်ပုံကအရန်အလုပ်လုပ်လာတဲ့အတွက်ဆိုကြပါစို့ 100% ဒီ hormone sensitive lipase အလုပ်လုပ်လာတဲ့အတွက်ကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့နေရာအနှံ့မှာရှိတဲ့အဆီတွေကလောင်ကျွမ်းပြီးတော့ဒီပျော်ဝင်ပြီးတော့သွေးထဲကိုထွက်ချလာပါတယ်ဆိုတော့သွေးထဲကိုထွက်ချလာပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီကြာရောက်လာတဲ့ဆင်းချလာတဲ့ဒီအဆီတွေ cholesterol တွေထဲမှာ triglycerides တွေလည်းပါလာပါတယ်ဆိုတော့အဲ့ဒါတွေကဘယ်ကိုရောက်လာလဲဆိုတော့ကျွန်တော်တို့အသေးစီရောက်လာပါတယ် liver စီရောက်လာပါတယ်အဲ့ liver ကိုရောက်လာခဲ့ရင် ApoB 100ဆိုတဲ့ enzyme က liver ကenzyme မဟုတ် genes ပေါ့နော်အဲ့ဒါက liver ကတခြားမထုတ်လုပ်နိုင်ခဲ့ရင်ကျွန်တော်တို့ VLDL ဆိုတဲ့ protein ကမလုံလောက်ရင်ဒီ triglyceride တွေကို liver ကသူကမဖယ်ရှားပေးနိုင်ပါဘူးဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ triglyceride တွေကြောင့်
liver ပေါ်မှာအဆီဖုံးစေပါတယ်နောက်တစ်ခုကကျွန်တော်အရှင်းဆုံးပုံစံနဲ့ပြောရရင် keto diet မှာ keto diet စားသုံးရင် insulin ကိုနည်းစေပါတယ် insulin ကလည်းအလုံးနှစ်ခုလုပ်ပြီးပါတယ်တစ်ခုကအဆီတွေကိုထိန်းပေးတယ်အဆီကိုတိုးလှောင်တယ်နောက်တစ်ခုကအဆီတွေကိုဖြောချပေးတယ်ပျော်ဝင်စေတယ်အဆီတွေကိုလောင်ကျွမ်းစေတယ်ဆိုတော့ keto diet ကအဆီတွေကိုဒီ insulin ကိုလျော့နည်းစေတဲ့အတွက်ခန္ဓာကိုယ်ထဲမှာခုနလိုရှိသမျှနေရာတွေမှာအင်္ဂါအစိတ်ပိုင်းတွေမှာဒီအရေပြားအောက်မှာရှိတဲ့အဆီတွေကအစပျော်ဝင်ပြီးတော့သွေးတွေကိုထွက်ချလာတယ်သွေးတွေကိုထွက်ချလာတဲ့အဆီတွေကဘယ်ကိုရောက်လာလဲဆိုတော့အသည်းဆီကိုရောက်လာပြီးအသည်းပေါ်မှာအဆီကိုဖုံးအုပ်စေပါတယ်အသည်းအဆီဖုံးရင်ဖြစ်စေပါတယ်ဒါပေမဲ့ဒီအချက်နှစ်ချက်ကကျွန်တော်အမြဲတမ်းလေ့လာနေတဲ့ဒီ guidance physiology book မှာပါရှင်းပြထားပါတယ်သူရှင်းပြထားတဲ့ပုံစံကအဓိကတော့သူကပြောချင်တာက insulin လုံးဝခန္ဓာကိုယ်ထဲမှာ0ဖြစ်သွားတဲ့အခြေအနေ3ဖြစ်သွားတဲ့အခြေအနေမှာခန္ဓာကိုယ်ထဲမှာဒီဆိုတော့ diabetes type 1လို့ပြောပေါ့နော်တချို့ diabetes type 2တဲ့ insulin ထိုးရပါတယ်ဆိုတော့ insulin မထုတ်လို့နိုင်တော့ဘူးပုံမှန်ထက်နည်းသွားကြတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေကိုသူကအဓိကပြောပြထားတာပါအဲ့အခြေအနေကိုပဲရေးထားတာပါဒါပေမဲ့ keto diet မှာကြတော့ကျွန်တော်တို့ healthy keto diet မှာကြတော့ကျွန်တော်အဲ့ဒါကိုအမြဲတမ်းအကြံပေးတာပါအရွက်တွေစားသုံးပြီးဖို့9စုပ်ကနေ10စုပ်ထိsorry 9စုပ်ကနေ10စုပ်ထိစားသုံးပြီးဖို့ကျွန်တော်အမြဲအကြံပေးပါတယ် ketogenic diet ပါဘာကြောင့်လဲဆိုတော့ဒီအရွက်တွေမှာပါဝင်တဲ့ fiber တွေက insulin ကိုခန္ဓာကိုယ်ထဲမှာလျော့နည်းစေပါတယ်အရွက်တွေမှာပါဝင်တဲ့ magnesium potassium တွေကအဆီတွေကိုဖယ်ရှားပေးပါတယ်ဒီကျန်းမာတဲ့ enzyme တွေကိုထုတ်လုပ်ပေးတယ်အလုပ်ကိုကောင်းကောင်းလုပ်နိုင်အောင်သူကအကူအညီပေးပါတယ်ကျွန်တော် plant based chemical ဖြစ်တဲ့အရွက်တွေမှာပါဝင်တဲ့ phytonutrients တွေကအသည်းပေါ်မှာရှိတဲ့ cells တွေမှာဖုံးအုပ်နေတဲ့အဆီတွေကိုဖျက်ဆီးပေးပါတယ်ပြီးတော့ခန္ဓာကိုယ်ထဲမှာလည်းဒီအသည်းကနေ VLDL ထုတ်လုပ်နိုင်မှုပမာဏကိုလည်းလုံလောက်အောင်သူကအကူအညီပေးပါတယ်ဒီ healthy keto diet မှာထွက်ချလာတဲ့အဆီတွေကလည်းထိန်းထွက်ချလာတဲ့အတွက် healthy keto diet မှာဆိုရင်ခန္ဓာကိုယ်ထဲမှာဒီအသည်းမှာရှိတဲ့အဆီတွေကိုတောင်လောင်ကျွမ်းစေပြီးဒီ VLDL လုံလောက်စွာရှိတဲ့အတွက်အဲ့ protein ကဒီ triglyceride တွေကိုတည်ဆောင်ပြီးတော့ဘယ်လိုခေါ်မလဲချက်စီးပေးပြီးခန္ဓာကိုယ် energy ဖြစ်ပြန်သုံးစေတဲ့အတွက် healthy keto diet မှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကအသည်းမှာအဆီဖုံးခြင်းလုံးဝမရှိပါဘူးအဆီမဖုံးနိုင်ပါဘူးဆိုတော့ကျွန်တော်တို့ဒီ classic လို့ခေါ်တဲ့ကျွန်တော်တို့ကတော့ dirty keto လို့ခေါ်တာပေါ့နော်အဲ့ဒါမှာဆိုရင်တော့အသည်းပေါ်မှာအဆီဖုံးနိုင်ပါတယ်သိဝင်စားစရာပါပဲခင်ဗျာဆိုတော့ကျွန်တော်ဒီခုရောက်နေတဲ့ဒီဟို meeting မှာရောက်ရှိနေတဲ့လူတွေထဲမှာရောဒီဟို YouTube မှာကြည့်နေတဲ့လူတွေထဲမှာရောမေးမြန်းခြင်းနဲ့မေးခွန်းတွေရှိရင်မေးမြန်းလို့ရပါတယ်ကျွန်တော်တို့ဒီဟိုကျွန်တော် form ဖြည့်ပြီးတော့ video call ဝင်ရောက်ဖို့အတွက်ပြောထားတဲ့လူ2ယောက်မရောက်သေးတဲ့အတွက်စောင့်ရင်းနဲ့ကျွန်တော်တို့မေးမြန်းခြင်းနဲ့မေးခွန်းတွေမေးလို့ရပါတယ်အဲ့ဒီ YouTube တစ်ချက်ကြည့်ထားပြီးပါမေးချက်မေးခွန်းတွေများရှိရင် YouTube မှာတော့အခုထိမေးခွန်းတွေမရှိသေးပါဘူး9ယောက်တော့ကြည်နေတာ live ကိုကြည်နေတာမြင်ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်အပတ်ဒီမှာလဲကျွန်တော်တို့ဒီဟိုမေးမြန်းခြင်းနဲ့မေးခွန်းတွေရှိရင်ကျွန်တော်တို့ကြိုပို့ထားလို့ရပါတယ်ပြီးတော့နောက်ကျွန်တော်တို့ ਨੇ ဒီ video call နဲ့ဓာတ်ရိုက်မေးမြန်းခြင်းနဲ့ဆိုတော့ကျွန်တော် Google Form လေးတစ်ခုလုပ်ပြီးထားပါတယ်ဆိုတော့ကျွန်တော်ဒီ post မှာလည်းထည့်ပြီးထားပါတယ်အဲ့ post က Google Form ကနေဝင်ပြီးတော့လဲကျွန်တော်တို့ဒီမေးမြန်းခြင်းနဲ့မေးခွန်းနဲ့ဟိုအဲ့မှာလိုချင်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့မှာဖြည့်ပြီးတော့ form ကိုကြိုပြီးတော့ပို့ထားလို့ရပါတယ်တခါတလေကျွန်တော်တို့ဒီနေ့စမယ်ဆိုရင်ကျွန်တော်ဒီမနက်ပိုင်းမှာရောက်လာတဲ့ဟိုမိကွန်းတွေကတော့ကျွန်တော်ဟိုတချို့လဲဟိုဟာပေါ့နော်ဟိုလွတ်သွားတာတွေရှိပါတယ်ကျွန်တော်တချို့ဗီဒီယိုတွေလုပ်နေတဲ့အတွက်လွတ်သွားတာတွေလည်းရှိပါတယ်အဲ့ဒါတွေကတော့နောက်တစ်ပတ်ဒီမှာထည့်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ဟိုအကြောင်းကြားပြီးတော့ဆောင်ရွက်ပေးသွားပါမယ်အဲ့ဒီချက်ထဲမှာတစ်ချက်မေးကြည့်ပါလားရောက်လာပြီလားဆိုတာတ
ခါတလေဟိုပို့ထားတဲ့နာမည်နဲ့ဒီဝင်တဲ့ဟိုနာမည်နဲ့က profile name တွေကမတူဘူးဖြစ်တတ်တယ်တစ်ချက်လောက်သတိပေးကြည့်ပါဦး ထိုင်းနိုင်ငံမဲဆောက်က insulin resistant ကျသွားအောင် type 2 diabetes မှပျောက်ကင်းခြင်းနဲ့ triglyceride ကျသွားအောင်နဲ့ပတ်သက်ပြီးဗီဒီယိုဖွင့်ပြီးတော့မေးမြန်းနိုင်ပါပြီခင်ဗျာဆိုတော့အဲ့ဒါကိုကျွန်တော်ဟိုဟာပေါ့ဒီ video ကလည်း recording ရှိတယ်ဟိုနောက်တစ်ခုကဟို YouTube ကလည်းဟိုတင်ထားတယ်ဆိုတော့ဟိုပြန်ကြည့်ရင်တော့ဟိုမေးထားတဲ့သူတွေ့နိုင်မှာပါဆိုတော့ဒီမေးခွန်းကိုကျွန်တော်ဖြေပါမယ်ဟို admin တစ်ချက်လောက်ပြန်မေးပြပါဦးထိုင်းနိုင်ငံမဲဆောက်မှာ insulin resistant ကျသွားအောင် type 2 diabetes မှပျောက်ကင်းခြင်းနဲ့ triglyceride ကျသွားအောင်နဲ့ပတ်သက်ပြီးတော့မေးထားပါတယ်ဆိုတော့ insulin resistant ဖြစ်တာရယ်ပြီးတော့နောက် triglyceride များနေတာရယ် diabetes type 2 ဖြစ်တာရယ်ဆိုတော့သူတို့နှစ်ခုဘာကြောင့်ဖြစ်ရလဲဘယ်ဟာစပြီးတော့တကယ်စင်မြစ်ကဘယ်ဟာလဲပေါ့နော်စပြီးဖြစ်တာဆိုတော့ပထမဦးဆုံးကအဓိကခဏခဏစားတာအချိန်ချင်းစားတာကိုအရင်ဦးဆုံးစပြီးတော့ short ချပြပါဒုတိယတစ်ခုကကျွန်တော်တို့ဒီ carbohydrate တွေကို short စားတဲ့ diet အဲ့ဒါက keto diet လို့ခေါ်ပါတယ်ဆိုတော့ keto diet မှာက carbohydrate ကို20 gram ကနေ30 gram အတွင်းအခြေအနေပေါ်မူတည်ပြီးတော့ short စားပြီးလို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့ carbohydrate တွေဆိုတာက bread pasta cereal cracker biscuit pancake စတဲ့ဒီဟိုပါပေါ့နော်ဒီဂျုံနဲ့လှုပ်ထားတဲ့အစားအစာတွေအပါဝင်အဲ့ဒါတွေအကုန်လုံးကိုစားသုံးတဲ့အစားအစာတွေမှာစားသုံးတဲ့အခါမှာမပါဝင်မှုလိုအပ်ပါတယ်ဆိုတော့အဲ့ဆိုရင်ဘာတွေစားမလဲကျွန်တော်တို့ဒီ carbohydrate short လိုက်ရင်ခန္ဓာကိုယ်ထဲမှာပထမဆုံးကဟိုကြားကိုစွမ်းရည်အဖြစ်တော့အသုံးပြုနေတာအလေးကျင့်နေရတယ်ကြားလာပြီးသုံးလာတာအဲ့ဒါကြောင့်မလို့ carbohydrate short လိုက်တာနဲ့ sugar ကျမသွားအောင် sugar ကိုအကောင်းဆုံးမကျအောင်လိုအပ်တာထက်မနည်းသွားအောင်ထိန်းပေးနိုင်တာ protein ပါအသားဓာတ်ပါဆိုတော့အသားကိုတိုးစားပေးဖို့လိုအပ်ပါတယ်ဆိုတော့ protein ကိုတိုးစားပေးမယ် protein တိုးစားပေးတာကလည်းကိုတယောက်နဲ့တယောက်ဟိုမတူပါဘူးဆိုလိုအပ်ချက်မတူပါဘူးတချို့ပင်ပန်းတဲ့လူရှိမယ်တချို့စိတ်ပြည်စည်းမှုတွေများတဲ့လူရှိမယ်တချို့အလုပ်လုပ်ရတဲ့ဟိုဘယ်လိုခေါ်လဲအလုပ်ရတဲ့အတွက်ကြောင့်ဖြစ်စည်းမှုတွေရှိတာရှိတယ်ဆိုတော့အဲ့ဒါလူမျိုးတွေကြတော့ကျွန်တော်တို့ရှစ်အောင်တစ်နေ့တစ်ခါစားရင်ရှစ်အောင်စကြော်စားပြီးဖို့လိုအပ်ပါတယ်ဆို protein ကအဓိကခန္ဓာကိုယ်ထဲမှာပျက်စီးနေတဲ့ tissue တွေကိုလည်းပြုပြင်ပေးနိုင်ပါတယ်ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်နေတဲ့အဆိပ်အတောက်တွေလည်းဖယ်ရှားပေးပါတယ်ဆိုတော့ protein carbohydrate ရှော့မယ် protein ကိုတိုးစားမယ်နောက်တစ်ခုကကျွန်တော်တို့ဒီကြားကိုကျွန်တော်တို့ short စားလိုက်တာနဲ့ခန္ဓာကိုယ်ထဲမှာ energy ထုတ်လုပ်ဖို့အတွက်စွမ်းရည်ထုတ်လုပ်ဖို့အတွက်လိုအပ်သွားပြီဆိုတော့ခန္ဓာကိုယ်ကလည်းကြားနဲ့အစီနှစ်ခုကတစ်ခုရရင်စွမ်းရည်ထုတ်ရတယ်ဆိုတော့အစုတစ်ခုရရင်စွမ်းရည်ထုတ်လို့ရတဲ့အတွက်အဲ့ထုတ်လို့ရမယ့်စွမ်းရည်ပုံမှန်သုံးနေတဲ့စွမ်းရည်ကြားစွမ်းရည်မရှိတော့တဲ့အတွက်သူကအစီကိုလိုက်ရှာရတော့ဆိုတော့အဲ့ဒီအချိန်မှာအစီကိုများများစားပြီးဖို့လိုအပ်ပါတယ်ဆိုတော့ဘယ်လိုအစီမျိုးတွေစားပြီးဖို့လိုအပ်လဲကျွန်တော်တို့ဒီအသားမှာပုံမှန်တိုင်းပါဝင်တဲ့အစီကြီးကြက်ဥမှာပါတဲ့ကြက်ဥအနှစ်ပြီးတော့နောက်ဟင်းချက်စားရင်ကျွန်တော်ကတော့အကြံပေးချင်တာကအဲ့မှာလွယ်နေဆိုရင်တော့ဒီ olive oil တို့ပြီးတော့နောက်ဒီထောပတ်တီးစီတို့ပြီးတော့နောက်coconut oil extra virgin coconut oil အဲ့ဒါမျိုးတွေကိုပြီးတော့နောက် ghee အဲ့ဒါမျိုးတွေနဲ့ချက်စားပြီးဖို့လိုအပ်ပါတယ်ပထမပိုင်းမှာတော့အစီကိုများများသုံးပြီးဖို့လိုအပ်တယ်နောက်ပိုင်းမှာတော့အလေးချင်းဖြစ်လာအစီကိုလျှော့စားပြီးဖို့လိုအပ်တယ်ဆိုတော့ keto diet မှာကျွန်တော်တို့အစီကိုလုံလောက်စွာစားရမယ်ပြီးတော့နောက်အသားပမာဏလုံလောက်အောင်စားရမယ်ပြီးတော့နောက်တစ်ခုက carbohydrate ကတော့ကျွန်တော်တို့ဘယ်ထည့်ရမလဲဆိုတော့ကျွန်တော်အမြဲပြောပါတယ်အရွက်တွေများများစားရင်အရွက်တွေထဲမှာ carbohydrate အနည်းငယ်ပါလာတယ်ဆိုတော့အဲ့မှာရတဲ့ carbohydrate နဲ့ခန္ဓာကိုယ်အတွက်လုံလောက်ပါတယ်ဆိုတော့အရွက်တွေကိုဘယ်လောက်စားရမလဲကျွန်တော်လက်နဲ့စုပ်လိုက်ရင်9စုပ်ကနေ10စုပ်အထိစားပေးဖို့လိုအပ်ပါတယ်ဆိုတော့အရွက်တွေကိုအဲ့လောက်စားပြီးရင်ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်နေတဲ့ insulin resistant ကိုပထမဦးဆုံးတိတိတသာညှော်နေလာစေတယ်နောက်တစ်ခုက sugar level ပုံမှန်ပြန်လည်ကျဆင်းသွားမယ် triglyceride အတွက်ကတော့ခုနကကျွန်တော် triglyceride အကြောင်းပြောခဲ့တာရှိပါတယ်ဒီ liver မှာအဆီဖုံးတာနဲ့ပတ်သက်ပြီးတော့ triglyceride အတွက်ကတော့ခန္ဓာကိုယ်ထဲမှာဒီအသေးကျန်းမာဖို့အတွက်ကျွန်တော်တို့အရွက်တွေစားပေးတယ်အသေးကျန်းမာပြီးတော့နောက်ကြက်ဥအနှစ်
ကိုလင်းကအသေးအစီဖုံးကြီးကိုကာကွယ်ပြီးတယ်ကျုပ်အနှစ်ထဲမှာပါတယ်ကိုလင်းကအသေးအစီဖုံးကြီးကိုကာကွယ်ပြီးတယ်ဆိုတော့အသေးကျမ်းမာလာပြီဆိုရင်ခုန triglyceride တွေကိုရော့ကျသွားစေနိုင်တဲ့ triglyceride တွေကိုဖြတ်စည်းပြီးတော့ခန္ဓာကိုယ်ထဲကခန္ဓာကိုယ်အတွက် energy ကိုထုတ်လုပ်ပေးနိုင်နေအောင်လုပ်ပေးမဲ့တေဆောင်ပို့ဆောင်ရေးရေ VLDL ဆိုတဲ့ protein တွေကလည်းပုံမှန်လုံလောက်လာတဲ့အတွက်သူတို့ကတည်ပြီးတော့ဖြတ်စည်းပေးမယ်ထွက်လာတဲ့စွမ်းရည်တွေကိုခန္ဓာကိုယ်အတွက်အသုံးပြုလို့ရအောင်သူတို့ကူညီပေးတဲ့အတွက်အသေးလေးကျန်းမာလာမယ် triglyceride တွေလည်းရော့ကျစေပါတယ်ဆိုတော့ keto diet မှာလည်းဟိုးတဲ့ကသူတင်နာဆောင်ရထားတာရှိပါတယ် keto diet ကို healthy keto diet ပေါ့နော်အဲ့ဒါကိုပုံမှန်စားလာပြီဆိုရင်တေချာ view ဆိုင်ပြီးစားလာပြီဆိုရင်9ပတ်ကနေပြီးတော့10ပတ်ကနေ7ပတ်အတွင်းမှာဒီ insulin resistant ဒီ type 2 diabetes type 1ဆိုလဲ insulin ထိုးရတာတွေညွန်နေသွားတာတွေတွေ့ရှိလာတယ်ဆိုတာကိုတက်တည်အထောက်ထားနဲ့အစတည်းကရှိထားပြီးသားပါ insulin resistant ပျောက်ကင်းသွားတယ် diabetes type 2တွေပျောက်ကင်းလာတယ်ဆိုတော့အဲ့ဒါတွေကလည်းခိုင်မာတဲ့တက်တည်အထောက်ထားတွေရှိခဲ့ပြီးသားပါဆိုတော့ကျွန်တော်တို့ဒီ keto diet နဲ့နောက်တစ်ခုက fasting ပေါ့နော် fasting ကတော့ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ထဲမှာ fasting လုပ်ပြီဆိုရင်ခန္ဓာကိုယ်ထဲမှာပျက်စီးနေတဲ့အရာတွေရှိပါတယ်အသုံးမရတော့တဲ့အသုံးလို့မရတော့တဲ့ protein တွေရှိပါတယ်ဆိုတော့အဲ့ဒါတွေကိုခန္ဓာကိုယ်ကရှင်းပစ်ပါတယ်အဲ့ဒါတွေကကြာကြာ cell တွေထဲမှာရှိရင်နောက်ပိုင်းယောဂတွေဖြစ်တဲ့အနေတွေဖြစ်လာစေပါတယ်ပြီးတော့နောက် fasting ကလည်းကျွန်တော်တို့ဒီ18နာရီကနေစပြီးတော့ခန္ဓာကိုယ်ထဲမှာဒီ16နာရီပေါ့နော်16နာရီကစပြီးတော့လုံနိုင်တဲ့လောက်ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးတွေရရှိတယ်အသက်ရှည်ခြင်းကိုလည်းအထောက်ပံ့ဖြစ်စေပါတယ်ပြောချင်တာကတော့ fasting ကိုအရန်လုပ်ဖို့မလိုဘူးဖြည်းဖြည်းချင်းနဲ့ကိုနိုင်တဲ့လောက်ကနေစလို့ရပါတယ်ဖြည်းဖြည်းချင်းတိုးသွားကိုသတ်မှတ်ချက်ရောက်တစ်ခုရောက်ပြီဆိုရင်အဲ့ပုံမှာစောင့်ကြည့်ပြီးတော့အလေးချင်းရပြီဆိုရင်နည်းနည်းထပ်တိုးသွားအဲ့လိုနဲ့ဆောင်ရွက်သွားမယ်ဆိုရင်ခုနပြောတဲ့triglyceride တွေလည်းညော်နေသွားမယ်အဓိကကတော့ဒီဖြစ်တဲ့ဇင်းမြစ်ကိုကျွန်တော်ဖြည့်ရှင်းလိုက်တဲ့အတွက်အဲ့ပုံမှာခြေထိုင်ပြီးတော့ဖြစ်နေတဲ့ဒီအနာရောဂါတွေပျောက်ကင်းသွားဖို့ရှိတယ်ဆိုတာကိုတက်တဲ့အထောက်ထားတွေကအစတွေကရှိထားပြီးသားပါ YouTube ကဒေါ်ညိုကျင်ဆိုတဲ့အကောင့်ကမေးထားပါတယ်မေးခွန်းနှစ်ခုမေးထားပါတယ်ပထမမေးခွန်းကတော့ keto နဲ့ fasting စားနေတာရက်ပေါင်း90ရှိနေပြီရက်90ပြည့်ရင်ဘာတွေစိတ်ရမလဲဆိုပြီးမေးထားပါတယ်ခင်ဗျာရက်ပေါင်း90ရှိပြီဆိုတော့ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ဥပမာထားပါတော့ keto စားလာပြီဆိုရင်ခန္ဓာကိုယ်ရဲ့သွေးတွေကတကြားတက်ညော်နေသွားမယ်ပြီးတော့ရက်ပေါင်း90ဆိုရင်ကျွန်တော်တစ်လကောင်းကောင်းကျော်သွားပြီ2လတောင်2လနီးပါးရှိပြီဆိုတော့ဘာတိတာလာမလဲဆိုတော့အဓိကကဒီ level ပေါ်မှာရှိတဲ့ဒီဒုက္ခပေးတဲ့ဒီအစီလေးအဲ့ဒါတွေကခန္ဓာကိုယ်ကအရင်ဆုံး level ကိုသွားကြည့်တာကြားတက်မလုံလောက်ဘာကြောင့်လဲဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာ level ပေါ်မှာ glycogen ဆိုတဲ့ sugar ရှိပါတယ်ဆိုတော့ glycogen ဆိုတာကကျွန်တော်တို့ဒီ sugar တွေတွဲထားတာပါတွဲပြီးတော့ဆက်တွဲပြီးတင်ထားတာပါဒါပေမဲ့ तू ကတစ်နေ့တာအတွက်စွမ်းအင်ထုတ်လုပ်ဖို့အတွက်ပဲ तू ကလိုအပ်ပါတယ်ဆိုတော့လူတိုင်းကအများကြီးစားသုံးရပါတယ်အများကြီးဆိုတော့ carbohydrate တွေအများကြီးစားသုံးဆိုတော့အများကြီးဖြစ်တဲ့အတွက်အသေးအစီဖုံးခြင်းတွေဖြစ်ပါတယ်ဖြစ်လာကြပါတယ်ဆိုတော့အဲ့ဒါဒီမဖြစ်အောင်ကျွန်တော်တို့ဒီ carbohydrate တွေ short ချလိုက်ရောခန္ဓာကိုယ်ကအာဟာရမရှိတော့သူအာဟာရရှိအောင်အစီတွေကနေချက်လို့ရတယ်သူအဲ့ဒါကိုသိတယ်ခန္ဓာကိုယ်ကလည်း keto စားလာပြီဆိုတော့အစီပမာဏကတော့အနည်းဆုံးကတော့တိုးစားထားပြီးပြီဆိုတော့အဲ့အစီတွေလည်းသူသုံးတယ်တကယ်လို့အဲ့အစီတွေမရတဲ့အချိန်ခုန fasting မှာလုပ်ထားတယ်လို့ပြောတယ် fasting လုပ်တဲ့အချိန်အစားအစာမရှိတဲ့အချိန်က fasting မှာခန္ဓာကိုယ်ထဲမှာအစာစားပြီးချိန်နဲ့နောက်တစ်ချိန်မစားခင်ကြားထဲမှာအဲ့ဒါ fasting အချိန်မှာအဲ့ဒီအချိန်မှာခန္ဓာကိုယ်က energy ထုတ်ဖို့လိုအပ်ပါတယ်အဲ့ဒီအချိန်မှာ तू ကဘာကိုသွားကြည့်လဲဆိုတော့ liver ဘောကအစီတွေ glycogen ကိုသွားကြည့်ပါတယ်ဆိုတော့အဲ့ဒါသွားကြည့်ပြီးတော့အဲ့ဘောကအစီတွေကို तू စပြီးသုံးပါတယ်ဆိုတော့အဲ့ဘောကအစီတွေညော်နေလာမယ်အဲ့ဒါညော်နေလာလို့ तू လုံလောက်သုံးပြီးသွားပြီဆိုရင် bite မှာရှိတဲ့ဒီ one bite မှာရှိတဲ့ belly မှာရှိတဲ့အစီတွေကို तू သွားပါတယ်ဆိုတော့တိတာလာဖို့ကတော့ insulin resistant ဖြစ်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အခြေအနေဖြစ်တာနည်းတယ်ဆိုရင်ခါ size စီပေးလာမှာအင်ကြီးတွေခြောင်လာမယ်အုံနောက်ကြည့်နေတာဘာကြောင့်လဲဆိုတော့ခုနကကျွန်တော်အုံနောက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောခဲ့ပါတယ်မိဟုတ်ဘာကြောင့်လဲဆိုတော့အုံနောက်ကကီတုန်းကိုအရင်ကြိုက်ပါတယ်ဆိုတော့အုံနောက်ကကီတုန်းကိုရပြီဆိုရင်သိတာကတော့မနက်ပိုင်းဒီ brain fog လို့ခေါ်တဲ့ဒီခေါင်းအုံနေတာတို့ဒီမျက်နှာထူရမ်းဖြစ်နေတာတို့အဲ့ဒါတွေလုံးဝပျောက်ကင်းတော့ကြည်လင်လာတယ်မနက်ညနေကြည်လင်လာတယ်အိပ်ရတာနှစ်ချက်အိပ်ပြောတယ်ပြီးတော့နောက်ဒီနှလုံးတစ်ဝိုက်မှာ
ရှိနေတတ်တဲ့အဆီတွေအဲ့ဒါတွေကလည်း liver အဆီတွေကိုသုံးရင်းနဲ့သူအဲ့အဆီကိုခန္ဓာကိုယ်အတွက်ဒီenergy ချက်လုပ်ဖို့အတွက်သုံးနေဆိုတော့နှလုံးမှာရှိတဲ့အဆီတွေကလည်းယုံနေလာတယ်ဆိုတော့ကျန်းမာခြင်းတွေအများကြီးရရှိလာတဲ့အပြင်နောက်လက်နက်တစ်ခုဖြစ်တဲ့ fasting မှာတွဲပြီးလုပ်တယ်ဆိုတော့အဲ့ဒီမှာပျက်စီးနေတဲ့ဟာတွေကိုပြုပြင်ဖို့အတွက်လည်း fasting ကအကူအညီပေးပါတယ်ဆိုတော့သိကြပါတယ် insulin resistant ပေါ်မူတည်ပြီးတော့ကျွန်တော်တို့အုံနောက်တွေကြီးလင်းလာမယ်ပြီးတော့နောက်ဒီ liver ဘောကအဆီတွေရော့သွားမယ်ခါး size တွေသေးသွားမယ်ဆိုတော့ weight ကျသွားမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအိပ်ရတာနှစ်ချက်အိပ်ပြုံးမယ်အဲ့ဒါဒီကိုနောက်လျှောက်ဆက်ပြီးလုပ်သွားမယ်ဆိုရင်ဒီတက်ထင်ရှားတဲ့ကိုယ်မှာဖြစ်နေတဲ့ပြဿနာတွေညှော်နှဲလာတာပျောက်ကင်းလာတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာကတော့အဲ့ keto diet နဲ့ fasting မှာအဓိကမြင့်နေကြတာကျွန်တော်တို့အရွက်တွေစားသုံးပြီးလို့ပါဆိုတော့အရွက်တွေစားသုံးပြီးဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့တချို့ဒါတခါလေးကျွန်တော်ထည့်ပြောလိုက်ပါမယ်တချို့ကျွန်တော်တို့ဒီ keto စားတယ် fasting လုပ်တယ်ဆိုရင် sugar crash ဖြစ်တဲ့ဒီတခြားအရန်ကျသွားတာတွေဖြစ်လာပါတယ်ဆိုတော့အဲ့ဒါဘာကြောင့်ဖြစ်လဲဆိုတော့အရွက်တွေတခြားမစားဘူးနောက်တစ်ခုကလည်းအဆီကိုလုံလောက်အောင်မစားဘူးပေါ့နော်နောက်တစ်ခုကဖြစ်လေအများဆုံးရှိတာအရွက်တွေတခြားမစားတာဘာကြောင့်လဲဆိုတော့အရွက်တွေထဲမှာ potassium ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ glycogen ဆိုတဲ့ဒီအသည်းမှာဒီတကြားတွေတစ်နေ့တာစွမ်းရည်အတွက်ထုတ်လုပ်ပေးဖို့အတွက်တကြားတွေသူကစုပါတယ်စုပြီးတော့သူကထုတ်လုပ်ပေးရတယ်ဆိုတော့အဲ့လိုထုတ်လုပ်ပေးလို့အတွက်ဒီ potassium ကကျွန်တော်တို့ကော်လို့ပါပဲ glue လို့ပါအဲ့တကြားတွေကြားထဲမှာဆိုတော့ glucose နှလုံးကို potassium တစ်လုံးနဲ့သူကကတ်ထားတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ခန္ဓာကိုယ်ထဲမှာလည်းလိုအပ်တဲ့ glycogen ကိုတိုးလောင်နိုင်အောင် potassium ကကူညီပေးပါတယ်တကယ်လို့ဒါကျွန်တော်တို့ potassium လုံလောက်အောင်မစားဘူးဆိုရင်အဲ့ glycogen ကလည်းမရှိတဲ့အတွက်ကျွန်တော်တို့ဒီ sugar ကျသွားတဲ့ချိန်မှာဒီ liver ကနေ gluconeogenesis ပြုလုပ်ဖို့အတွက်ထုတ်လုပ်ပေးဖို့အတွက်ဒီ glycogen တွေမရှိရင်ဘာမှမထုတ်လုပ်နိုင်ပါဘူးဆိုတော့တကြားကိုပြန်ပြီးတော့ခန္ဓာကိုယ်ထဲမှာတကြားထက်ကျသွားတာကိုပုံမှန်ပြန်ရအောင်တွန်းတင်ပေးဖို့အတွက်အလုံးမလုံးနိုင်ဆိုတော့အဲ့ဒါကြောင့်မို့များသောအားဖြင့်အဲ့တကြားကျသွားတဲ့ပြဿနာကြောင့်တချို့တော်တော်များများရေရှည်နည်းနည်းလေးအခက်အခဲဖြစ်တာတွေကျွန်တော်တွေ့ရပါတယ်ခု2လလောက်ရှိပြီဆိုတော့ဒီတိုင်းပဲဆက်သွားပြီးပါအာဟာရဖြစ်အောင် protein စားပြီးဖို့လိုအပ်ပါတယ် protein ကလူကိုလိုအပ်ပါတယ်ပြီးတော့နောက်တစ်ခါ bone broth တောက်လို့ရပါတယ်ဆိုတော့အဲ့ဒါတွေတောက်သွားမယ်ဆိုရင်ဆက်ပြီးတော့လုပ်သွားမယ်ဆိုရင်ကိုလိုချင်တဲ့ကျန်းမာတဲ့အခြေအနေကိုရရှိနိုင်ပါပါဆက်ပြီးတော့မေးထားပါတယ်နံပါတ်1မှာရက်60ပြည့်ရင်ဘာတွေစစ်ရမလဲဆိုပြီးတော့မေးထားပါတယ်အရင်တော့ဘာတွေစစ်ခဲ့လို့ဘာတွေရှိလဲဆိုတာတော့ကျွန်တော်မပြောပြထားတဲ့အတွက်ကျွန်တော်သိချင်တယ်ဒါပေမဲ့အဓိကကတော့ကျွန်တော်တို့အာယုံစိုက်တာပေါ့နော်ကျွန်တော်တို့တွေအာယုံစိုက်တာဒီ HOMA IR ဆိုတဲ့ insulin resistant test ဘာကြောင့် insulin resistant test ကိုအာယုံစိုက်လဲဆိုကျွန်တော်တို့ glucose သွေးထဲက glucose ကျွန်တော်တို့ဘာမှဆိုတာတော့မဟုတ်ဘူးပေါ့နော်ဘာမှအဓိကပြောတာမဟုတ်ဘူးအဓိက insulin resistant ဖြစ်နေတဲ့သူမှာ glucose ကိုတိုင်းကြည့်ရင်လည်း glucose normal ပဲဖြစ်နေတယ်ပါလေဆိုတော့ तू က glucose တေချာပုံတစ်ခုကိုပြတ်သားထင်အောင်ပြတာမဟုတ်ပါဘူးတကယ်ပြတာဆိုတော့ fasting insulin ဘယ်လောက်ရှိလဲ fasting အချိန်မှာ insulin ဘယ်လောက်ခန္ဓာကိုယ်ထဲမှာရှိနေလဲသွေးထဲမှာရှိနေလဲနောက်တစ်ခုက insulin resistant test ကိုခေါ်တယ်အဲ့ဒါကတော့အနာရောဂါတွေဖြစ်တာတွေအများစု69-68%လောက်က insulin resistant ကြောင့်ဖြစ်ရတာပါဆိုတော့ insulin resistant test HOMA IR လို့ခေါ်ပါအဲ့ဒါဘာနဲ့ပေါင်းပြီးတွက်လဲဆိုတော့ကျွန်တော်တို့တချို့လည်း HOMA IR လို့ပြောလိုက်ရင်သိပါတယ်ဒါပေမဲ့သူကတွက်တာfasting glucose နဲ့ fasting insulin နဲ့တွက်ပြီးတော့ HOMA IR ကိုပြန်ထုတ်ပေးတာပါဆိုတော့အဲ့ဒါကသူ့ normal range ဝင်နေဖြစ်နိုင်တဲ့လောက် lower normal ထိရှိတယ်ဆိုရင် lower normal လောက်ပါပဲရှိတယ်ဆိုရင်ခန္ဓာကိုယ်က insulin resistant မရှိဘူးကျန်းမာနေတယ်လို့ပြောပါတယ်ဆိုတော့ကျန်းမာနေတယ်ပေါ့YouTube ကနေဇော7878ဆိုတဲ့အကောင့်အမေးထားပါတယ်သွေးစစ်တာ creatinine 1.16ဖြစ်နေတဲ့ဆရာယောက်ျားလေးပါဘလို့စားတော့သင့်ပါလဲဆိုပြီးမေးထားပါတယ်အဲ့မှာကျွန်တော်မေးချင်တာပုံမှန်ကိုဘာတွေစားပြလဲတကယ် creatinine လို့ဘာလို့ကဒီကျွန်တော်တို့ဒီကြောက်ကတ်နဲ့တော့ဆိုင်တာပေါ့ဒါပေမဲ့ creatinine ကကျွန်တော် exercise လုပ်ပြီးချင်း exercise တအားလုပ်ရင်လည်းကျွန်တော်ခန္ဓာကိုယ်ထဲမှာ creatinine level တက်ပါတယ်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီ kidney ကျန်းမာအောင် view site နေထိုင်မယ်ဆိုရင်
ဘယ်လိုခေါ်မလဲပြန်ကောင်းလာနိုင်တဲ့အခြေအနေရှိပါတယ်ဆိုတော့ဘယ်လိုနေထိုင်မလဲကျွန်တော်တို့ kidney ကkidney ကမပြတ်စီးအောင် kidney မှာကြောက်တယ်ပြီးတော့ကြောက်ကဒီ kidney ရဲ့ဒီဘာခေါ်မလဲပြုံလေးတွေကိုပုတ်တိုက်ပြီးမဖြတ်စီးအောင် kidney ကြောက်မတည်အောင်ကျွန်တော်တို့ဒီအရွက်တွေစားသုံးပြီးဖို့လိုအပ်ပါတယ် potassium က kidney ပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်ကျွန်တော်ပြောတဲ့ potassium ဆိုတာကျွန်တော်တို့ဒီပါပေါ့ stage 5ရောက်သွားပြီဆိုရင်တော့ဒီပျက်စီးမှုအဆင့်ပေါ့နော် stage 5ဆိုရင်တော့ potassium စားသုံးလို့မရတော့ပါဘူး stage 4လောက်ထိကို potassium က kidney မပျက်စီးအောင်ကာကွယ်ပေးပါတယ်နောက် kidney ကြောက်တာကကြားကိုကြောက်ပါတယ် carbohydrate တွေကြောက်ပါတယ်ဆိုတော့ kidney ကိုကျွန်တော်တို့ဒီ healthy keto diet နဲ့ကျန်းမာလာတဲ့ဒီ kidney ဒီပါပေါ့နော်ဒီကြောက်ကဆေးနေရတဲ့လူတော်မှာ healthy keto diet နဲ့ကျန်းမာလာတယ်ဆိုတဲ့တာရကရှိပါတယ်ဆိုတော့ healthy keto diet ကိုစားသုံးပြီးဖို့လိုအပ်ပါတယ်ဒါရေးရှည်ကျန်းမာခုဘာမှမဖြစ်ခင်လဲကြိုပြီးကာကွယ်ထားလို့ရပါတယ် creatinine ကတော့ခုနကသူ factor တွေတော့အများကြီးရှိတယ် creatinine များလာစေတာလေခုမှထားပါတော့ exercise လုပ်ပြီးစားပြီးတော့နောက်ဒီ protein တွေအများကြီးစားရင်အဲ့ဒါတွေကတော့များလာတတ်ပါတယ်ပေါ့နော်ဆိုတော့အခုဘလို့ diet မျိုးမှာစားသုံးနေတယ်ဆိုတာကိုတော့ကျွန်တော်မသိဘူး keto diet စားသုံးနေတယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့ keto diet ကိုဆက်စားပြီးတော့ပါပြီးတော့နောက် kidney ကြောက်မဖြစ်အောင်ကျွန်တော်တို့ဒီပါပေါ့နော် potassium ဆိုပါတဲ့အရွက်တွေစားသုံးပြီးဖို့လိုအပ်ပါတယ်ကြောက်မဖြစ်အောင်တကယ်လို့များဒီ creatinine level တစ်ခုတည်းပဲဆိုရင်တော့ကျွန်တော်တို့ဒီပါပေါ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒီ lemon တို့ citric ကကြောက်မဖြစ်စီပါဘူးဆိုတော့အဲ့ဒါတွေကိုတောက်ပြီးလို့ရပါတယ်မလေးရှားနိုင်ငံက Cherry Co ဆိုတဲ့အကောင့်လေးရှိပါလားနှလုံးနဲ့ပတ်သက်ပြီးဗီဒီယိုကောပြောလို့ရပါပြီခင်ဗျာအနေမရောက်သေးဘူးဆိုရင်အဲ့ဟာလေးတစ်ချက်မေးပြပါလားနှလုံးနဲ့ပတ်သက်ပြီးဗာမေးထားလဲဆိုတာအဲ့လိုတော့မမေးထားပါဘူးနှလုံးနဲ့ပတ်သက်ပြီးဗီဒီယိုကောခေါ်ဖို့ပဲလုပ်ထားတာပါကျွန်တော်နှလုံးနဲ့ပတ်သက်ပြီးမေးထားတာပေါ့နော်ဟုတ်ပါတယ်ဆိုတော့လူတိုင်းကကျွန်တော်တို့ဒီနှလုံးကျန်းမာခြင်းပါတယ်ဆိုတော့နှလုံးကျန်းမာဖို့အတွက်နှလုံးမှာလိုအပ်တဲ့အာဟာရတွေပြည့်စုံဖို့လိုအပ်ပါတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ fatty acid နောက်တစ်ခုကနှလုံးက glucose လိုအပ်ပါတယ်ဆိုတော့ fatty acid ကကျွန်တော်တို့ဒီနှလုံးကိုရောက်ရှိအောင်နှလုံးကအသုံးပြုပြီးတော့စွမ်းရည်ထုတ်လုပ်ပေးပါတယ်အလုတ်လုတ်ပုံမှန်အလုတ်လုတ်နိုင်အောင်သူ့အတွက်အကူအညီပေးပါတယ် fatty acid က glucose ကလည်းသူ့အတွက်စွမ်းအင်အဖြစ်လိုအပ်ပါတယ်ဆိုတော့နှလုံးကလည်း ketone ကိုကြိုက်နေတတ်ပါတယ်ဆိုတော့အဲ့ဒါတွေရရှိဖို့အတွက်ကျွန်တော်တို့ gluconeogenesis လောက်နဲ့နှလုံးကပြည့်စုံပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ ketone ကခန္ဓာကိုယ်ထဲမှာရောင်ရမ်းခြင်းတွေကိုရှော့ချပြီးတဲ့အတွက်နှလုံးမှာအဓိကနှလုံးနဲ့ဆိုင်တဲ့ဒီသွေးကြောတွေပါအပါဝင်အဓိကဖြစ်နေရှိတာစကနဦးကဥပမာထားပါတော့နှလုံးမှာတကယ်လို့ကယ်လ်ဆီယမ်များတယ်နှလုံးမှာတကယ်လို့နှလုံးသွေးကြောပိတ်တယ်အခုနှလုံးသွေးကြောတစ်ခုခုဖြစ်တယ်အဲ့ဒါဒီအကုန်လုံးမှာနှလုံးကြီးတာအစပေါ့နော်အဲ့ဒါဒီအကုန်လုံးကဘာကြောင့်ဖြစ်လဲဆိုတော့ရောင်ရမ်းခြင်းရတယ်စအဲ့ဒါတွေတွေ့ပြီဆိုရင်ရောင်ရမ်းခြင်းကအိုးတွေကဖြစ်ခဲ့တာကြာခဲ့ပါပြီအဲ့ဒါပြီးမှခုလိုဖြစ်လာတဲ့ symptom တွေတွေ့တာပါဆိုတော့ကျွန်တော်တို့အဲ့ symptom တွေကိုကုသမဲ့အစားတကယ်ဖြစ်တဲ့အကြောင်းခံကိုဖြေရှင်းလိုက်မယ်ဆိုရင်ခုအဲ့ဖြစ်တဲ့ပြဿနာတွေကဖြေရှင်းနိုင်ပါတယ်ဆိုတော့ဘယ်လိုဖြေရှင်းမလဲကျွန်တော်နှလုံးအတွက်ကီတုံးရရှိဖို့လိုပါတယ်တကယ်လို့များနှလုံးကို supply လုပ်တဲ့ဒီသွေးကြောလေးတွေပေါ့နော်ဒီ fatty acid တို့ glucose တို့ supply လုပ်တဲ့ဟာတွေပျက်စီးသွားရင်တောင်မှကီတုံးကဒီဟိုပါပေါ့လမ်းကြောင်းတောက်တနေရနေပြီးနှလုံးကိုစွန့်ပို့ပေးနိုင်ပါတယ်အဲအကြောင်းကိုနှလုံးကကီတုံးကိုကြိုက်နေတတ်ပါတယ်နောက်တစ်ခုကနှလုံးကဗိုက်တာမင် B1 လိုအပ်ပါတယ်ဗိုက်တာမင် B1 ချို့တဲ့ခဲ့တယ်ဆိုရင်နှလုံးကြီးတာဖြစ်တတ်ပါတယ်ဆိုတော့နှလုံးမှာအန္တရာယ်ရှိပါတယ်ဆိုတော့ဗိုက်တာမင် B1 ဘာကြောင့်ချို့တဲ့လဲကျွန်တော်တို့ high carbohydrate diet high carbohydrate diet မှာဗိုက်တာမင် B1 ချို့တဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ထဲမှာဒီဗိုက်တာမင် B1 ကိုများသုံးရတဲ့အခြေအနေကဘာကြောင့်သုံးရလဲဆိုတော့ကြားတွေကိုဖြတ်စည်းပေးဖို့အတွက်ဗိုက်တာမင် B1 ကိုအများသုံးရပါတယ်ခန္ဓာကိုယ်ထဲမှာဒီ metabolism အတွက်ဒီ sugar ကိုဖြတ်စည်းဖို့အတွက် B1 ကိုများသုံးရပါဆိုတော့ B1 များသုံးရတော့များသောအားဖြင့်ခန္ဓာကိုယ်ထဲမှာ B1 မလုံလောက်ကြပါဘူးအများစုက
ဆိုတော့မလုံလောက်တဲ့အပြင်အဲ့ဒါကိုဒီ diet တွေကြောင့်သုံးပြီးတော့ခန္ဓာကိုယ်ထဲမှာချို့တဲ့သွားပါတယ်ချို့တဲ့သွားတဲ့အတွက် diabetes ဖြစ်လာတယ် diabetes နဲ့ဆက်ဆက်တဲ့နှလုံးအုတ်နှောက်အစရှိသဖြင့်အဲ့မှာအနေတွေဖြစ်လာပါတယ်ဆိုတော့နှလုံးကျန်းမာဖို့အတွက်ကျွန်တော်ကတော့ keto diet နဲ့ fasting ကိုတွဲပြီးတော့သေချာပြုလုပ်ပြီးအာဟာရရှိတဲ့ protein စားပြီးဖို့လိုအပ်ပါတယ်ပြီးတော့နောက်ကျွန်တော်ခန္ဓာကိုယ်ထဲမှာဒီအရွက်တွေကဘာကြောင့်လိုအပ်လဲအဲ့ထဲမှာရှိတဲ့ပါတဲ့ phytonutrients တွေကခန္ဓာကိုယ်ရဲ့ဒီရောင်ရမ်းခြင်းတွေကိုသူရှော့ချပေးနိုင်တယ်ဒီသွေးကြောနေရန်တွေရောင်ရမ်းခြင်းတွေကိုရှော့ချပေးနိုင်တယ် magnesium glycinate လိုအပ်ပါတယ်ဆိုတော့နောက်တစ်ခုက K2 vitamin K2 vitamin K2 ကဒီနှလုံးသွေးကြောမှာဒီကယ်လ်ဆီယမ်တွေအနေမထိုင်အောင်ကယ်လ်ဆီယမ်တွေမရှိအောင်သူကဖယ်ပြီးတော့ဒီထုံးကြောက်တွေကိုတွားနဲ့အရိုးတွေစီရောက်ရှိအောင်သူကကူညီပေးပါတယ်ဆိုတော့လမ်းကြောင်းပြောင်းပြီးတယ်ပေါ့နော်ဆိုတော့အဲ့ဒါဒီစားသုံးတော့မယ်ဆိုရင်နှလုံးဒီယောဂဖြစ်ဖို့မကြောက်ရသလိုနှလုံးကိုလည်းကြိုတင်ပြီးတော့ကျန်းမာနေအောင်နှလုံးကျန်းမာနေအောင်ကြိုတင်ပြီးတော့အထောက်ပံ့ပေးထားခြင်းလည်းဖြစ်ပါတယ် YouTube ကဒေါ်ညိုကျင်ဆိုတဲ့အကောင့်ကမေးထားပါတယ်အပြင်သွားလို့ကီတိုပြတ်သွားတဲ့နေ့ဆိုပန်းသီးရှာလကာရေကိုဘယ်လိုတောက်ရမလဲဘယ်ချိန်တောက်ရမလဲဆိုပြီးမေးထားပါတယ်အဲ့ဒါကောင်းနေကြအဲ့ဒါမျိုးတော့လုပ်တယ်ဒါပေမဲ့ဟိုပါပေါ့နော်ပတိကတိတော့ကျွန်တော်ဟိုအားမပေးပါဘူး။ဘာကြောင့်လဲဆိုတော့ခဏခဏပြတ်သွားလို့အဆင်မသင့်ဘူးပေါ့နော်။အဆင်မပြေဘူးပေါ့နော်။ဘာကြောင့်ဘယ်လိုလုပ်လို့ရလဲတကယ်လို့များမလွဲတာမရှောင်တာပေါ့နော်။ keto diet ကအောက်သွားတယ် ketosis အောက်သွားတယ်ဆိုရင်ဖြစ်နိုင်ရင်24 hours fasting ပြုလုပ်စေချင်ပါတယ်။ဒါမှမဟုတ်လဲ18 hours ဒါမှမဟုတ်လဲနောက်နေ့မှာတစ်နှစ်ပဲစားပြန်ပြီးအမြန်ဆုံး ketosis ဖြစ်သွားအောင်ပြုလုပ်စေချင်ပါတယ်အဓိကတော့ခန္ဓာကိုယ်ရဲ့ဒီခန္ဓာကိုယ်ရဲ့အခြေအနေပေါ်မူတည်တာပေါ့နော်ဆိုတော့ကိုက keto diet စားလာတာကြာပြီဥပမာထားပါတော့3နှစ်4နှစ်ရှိပြီဒါမှမဟုတ်လဲ3 4 5ရက်ပဲရှိသေးတယ်ဆိုတော့3နှစ်4နှစ်ရှိတဲ့လူက ketosis ဖြစ်ဖို့မြန်ပါတယ်ပြန်ပြီးတော့ဒီတစ်ခုပါသွားတာ ketosis ဖြစ်ဖို့မြန်ဘာကြောင့်လဲဆိုတော့သူခန္ဓာကိုယ်ရဲ့ဒီ enzyme တွေကfat ဆိုသုံးတဲ့ enzyme တွေကနှစ်ပေါင်း3နှစ်နဲ့ချီပြီးတော့တစ်နှစ်2နှစ်3နှစ်နဲ့ချီပြီးတော့အလေးချိန်ရနေပါပြီတကယ်လို့3 4 5ရက်ပဲရှိတဲ့လူတစ်ယောက်အနေနဲ့ပြတ်သွားပြီဆိုရင်တော့သူကခန္ဓာကိုယ် ketosis ဖြစ်အောင်ခန္ဓာကိုယ်ထဲမှာ ketone ပြန်ပြီးထုတ်နိုင်အောင်လုံလောက်သူထုတ်နိုင်မှုမကဘူးခန္ဓာကိုယ်ကအသုံးပြုတတ်အောင်ဆိုတော့အဲ့ဒါအခြေအနေထိရောက်အောင်သူက48နာရီလောက်ပြန်စောင့်ရပါတယ်ဒါတော့မှ48နာရီဆို2ရက်လောက်ကိုကျွန်တော်တို့ဒီ keto diet ကိုစောစောမြဲစားသွားမှ48နာရီပြည့်တော့မှ ketosis ပြန်ဖြစ်ပါတယ်ဟိုဘက်ဒီငါ3နှစ်လောက်ရှိပြီဆိုတဲ့လူကတော့ဖြစ်တာညံ့ပါတယ်ဆိုတော့အဲ့အခြေအနေပေါ်မူတည်ပြီးတော့တကယ်လို့များ keto diet အောက်သွားပြီဆိုရင်ဟုတ်ပါတယ် apple cider vinegar ကိုရေ8အောင်စားနဲ့တောက်ပြီးဖို့ထားပါတော့ကျွန်တော်နေခင်းဒါမှမဟုတ်လေ dinner မျိုးပေါ့နော်တခုခုပြတ်သွားခဲ့တယ်ဆိုရင်ပြန်ရောက်တာနဲ့ဒါမှမဟုတ်လေစားပြီးတာနဲ့ apple cider vinegar ကိုတောက်နောက်နေ့ fasting လုပ်အဲ့ဒါဆိုရင်တော့ခုနကျွန်တော်တို့အဲ့ချိန်မှာစားသုံးလိုက်တဲ့တရားစားသုံးလိုက်တဲ့carbohydrate တွေကြောင့်ခန္ဓာကိုယ်ထဲမှာပျက်စီးသွားမယ်တခုခုချို့ယွင်းသွားမယ်ဆိုတာတွေကို fasting ရောက်ပြန်ပြင်ပေးနိုင်တယ် apple cider vinegar ကလည်းဒီဝင်လာတဲ့တရားတွေခန္ဓာကိုယ်ထဲသူ့ရဲ့မှာများနေစဉ်မှာသူကတောက်လိုက်ချင်းဖြတ်စီးပြပါတယ်ဆိုတော့ apple cider vinegar ကိုတောက်တင်ပါတယ်ဆိုတော့ apple cider vinegar ကိုဘယ်လိုတောက်လို့ရလဲဆိုတော့မနက်အိယာနူးနူးချင်းမှာတောက်လို့ရတယ်ဟိုဟာပေါ့ခရင်စွန်းဒီ tablespoon တစ်စွန်းနဲ့ဟိုဟာနဲ့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီရေ8အောင်စားတချို့လည်းရေ12အောင်စားနဲ့တောက်ရပါတယ်ဆိုတော့တချို့2စွန်းထည့်နေရတယ်မနက်တစ်ချိန်ညတစ်ချိန်တောက်ပြီးရတယ်အစာစားပြီးတိုင်းတောက်ပြီးရတယ်တခုပဲကျွန်တော်တို့သတိထားရမှာ apple cider vinegar ကတောက်တဲ့ချိန်မှာအစာအိမ်ပူတယ်ဆက်တယ်ဆိုရင်တော့တောက်လို့မရပါဘူးအရင်ဆုံးအစာအိမ်ပူတာဆက်တာကိုအရင်ဆုံးပျောက်ကင်းအောင်လုပ်ပြီးတော့မှတောက်လို့ရပါတယ်အဲ့ဒီမိကုန်းလေးရှိသေးလားမိကွန်းဟို YouTube ကတခုတော့ရှိပါသေးတယ်ချိန်မေရပါသေးတယ်ပြောမိပါမေဇာလင်းမိုင်ဆိုတဲ့အကောင့်ကမေးထားပါညှော်နှံ့မျိုးစုံ
လဲမခံနိုင်ပါဆရာဆိုပြီးမေးထားပါတယ် ဟိုဘာလို့ဆိုလို့လဲတော့မသိဘူးညော်နဲ့ဆိုတာကကျွန်တော်တို့ဒီဟိုဘယ်လိုညော်နဲ့မျိုးလည်းမသိဘူးတကယ်လို့ညော်နဲ့နေတစ်ခုခုရှိတယ်ဆိုရင်ဆိုလိုတာအရှင်းဆုံးတော့ချက်တက်ပြုတ်တဲ့နေရာလေးနည်းနည်းဝေးဝေးနေပေါ့နော်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ vitamin B1 ကဒီခန္ဓာကိုယ်ထဲမှာဒီအလိုလျောက်ထိန်းချုပ်ပေးတဲ့ဟာရှိတယ်ဆိုတော့ကျွန်တော်တို့ထားပါတော့ခန္ဓာကိုယ်ထဲမှာ temperature ဟိုပုံမှန် temperature ရှိတယ်ခန္ဓာကိုယ်ထဲမှာအဲ့ဒါကိုပုံမှန်ဖြစ်နေအောင်နှလုံးခုန်လုံးပုံမှန်ဖြစ်နေအောင်သွေးခုန်လုံးပုံမှန်ဖြစ်နေအောင်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီအိတ်တဲ့ချိန်ပုံမှန်ချိန်မှာတို့အိတ်ပျော်စီအောင်ဆိုတော့ vitamin B1 ပြီးတော့နောက်တစ်ခုကခန္ဓာကိုယ်ထဲမှာ relax ဖြစ်အောင် vitamin B1 အလုပ်လုပ်ပဲဆိုတော့ autonomic nervous system ကြီးကို vitamin B1 ထိန်းပြီးပါတယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာတကယ်ဒီအနံ့တွေပဲ sensitive ဖြစ်တယ်ဆိုရင် vitamin B1 ကိုတိုးပြီးတော့တောက်သုံးပြီးပြင်ပါတယ် vitamin B1 ဆိုတာကကျွန်တော်များသောအားဖြင့်ဖြစ်နိုင်ရင်တော့လေရအောင်တော့ရှာကြည့်စေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ vitamin B1 ကရေးကြည့်ပါတယ်ခန္ဓာကိုယ်ရဲ့ autonomic nervous system ကြီးကိုဒီခန္ဓာကိုယ်ကဒီပင်မဘာလို့ခေါ်မလဲအာယုံကြောအဖွဲ့အစည်းကိုထိန်းချုပ်ပေးထားတာဆိုတော့သွေးတိုးမဖြစ်စေအောင်သွေးဖိအားပုံမှန်ဖြစ်အောင်သူပဲထိန်းပေးထားတာပါဆိုတော့အဲ့ဒါကြောင့်မို့အဲ့ vitamin B1 ကိုဖြစ်နိုင်ရင် format vitamin B1 for ဒီnutritional yeast အဲ့ဒါ B complex nutritional yeast လို့ခေါ်ပါတယ်အဲ့ရနေထုတ်လုပ်ထားတဲ့ vitamin B1 အဲ့ဒါ natural form ပါနောက်တစ်ခုကကျွန်တော်တို့thiamine အဲ့ဒါ vitamin B1 natural form ပါကျန်တဲ့ B complex တွေကတော့နည်းနည်းလေ့လာပြီးတော့တောက်သုံးလာတော့အကောင်းဆုံးပါကျွန်တော်ဖြစ်စေချင်တာအဲ့ thiamine တောက်လို့ရတယ် vitamin B1 ပြီးတော့နောက် nutritional yeast ကထုတ်လုပ်ထားတဲ့ vitamin B1 ကိုတိုးပြီးတော့တောက်သုံးပြပါ vitamin B1 ကများသွားတဲ့ခန္ဓာကိုယ်ရဲ့ system တွေကသူကများတဲ့ဟာတွေဆွတ်ထုတ်ပြပါတယ်အနေရမရှိပါဘူးဒါပေမဲ့ကျွန်တော် synthetic လို့ခေါ်တဲ့ဒီဓာတ်ခွဲခန်းတွေမှာဒီ chemical တွေနဲ့ဓာတုပစ္စည်းတွေထုတ်လုပ်ထားတဲ့ vitamin B1 ကတော့သူတို့ပြောသလိုပဲများရင်အနေရရှိတယ်ဆိုတာဟုတ်ချင်ဟုတ်မှာပါဆိုတော့အဲ့ဒါကတော့သူတို့ပြောတဲ့ဒီ synthetic vitamin B1 မျိုးတွေပါဒီကျွန်တော်ပြောတဲ့ vitamin B1 တော့တဘာရတဲ့အတွက်အနေရမရှိဘူးတောက်သုံးပြီးတော့ကိုယ့်ရဲ့ feel ပေါ့နော်ဘယ်လိုခံစားရလဲနောက်ဖြစ်နေတဲ့ပြဿနာတွေဒီ3-4 ရက်မှာဖြေရှင်းသွားလားဒါမှမဟုတ်လဲပိုဆိုးလာလားအဲ့ဒါမျိုးချိန်ပြီးတော့တောက်သုံးပေးဖို့လိုအပ်ပါတယ်လိုအပ်ရင်လည်းနောက်တိတိကျကျဆိုလိုရင်းကိုနောက်တစ်ပတ်ဒီမှာနေလို့ရပါတယ်ပြန်ပြီးတော့နေနိုင်ပါတယ် YouTube မှာမေးထားတဲ့မေးခွန်းလေးတွေကတော့ကုန်သွားပါပြီခင်ဗျာအဲ့ဆိုရင်ကျွန်တော်တို့နောက်တစ်ပတ်ဒီလိုချိန်ဒီလိုနေ့မှာပြန်တွေ့ကြအောင် stay safe and stay healthy